ဥပမာဘယ်လိုမျိုးလဲဆိုတော့တန်မိုး50လေးကိုတန်မိုး50ဆိုတဲ့ value လေးကိုပေါ့နော်50ဆိုတဲ့ value လေးကိုဒီချက်တော့ဗာလဲဆို variable အခန်းထဲမှာပထမအခန်းထဲမှာလဲ store မယ်ဒုတိယအခန်းထဲမှာလဲ store မယ်အဲ့လိုဆိုရင်ဒီချက်တော့ဘယ်လိုရေးလို့ရလဲဒီထဲမှာလဲ50ဒီထဲမှာလဲ50ပေါ့နော် store မယ်ဆိုရင်ဒီချက်တော့ဒီပထမ50အခန်းလေးကိုဒီချက်ကဗာရေးလိုက်မလဲဆိုတော့n1 လို့ရေးလိုက်မယ်အတူကောက်ပဲဟုတ်မနော် n1 လို့ရေးလိုက်မယ်ဒုတိယ50အခန်းလေးကို n2 n ဆိုတဲ့အတိတ်ပဲဒီချက်ဘာ meaning လဲဆိုနံပါတ်ရဲ့အတူကောက်ကိုထည့်ထားတယ်โอเคနော်အဲကြတော့အဲ့ဒါကိုဘယ်လိုရေးလို့ရလဲဆိုတော့နှစ်ခန်းလုံးမှာလိုချင်တာဆိုရင် n1 assign n2 assign 50လို့ရေးလို့ရပါတယ် n1 ရော n2 ရော50လို့ရပါတယ်အဲကြတော့ print လုပ်ကြည့်ပါ print n1 n1 နဲ့မှာပါရှိတယ် print လုပ်ကြည့်လို့ရှိရင် n1 ထဲမှာ50ရှိတယ်လို့ပြောပါလိမ့်မယ်နောက်ဆုံးအဖြေလေးပေါ့နော်အပေါ်ကဟာတွေကတစ်လျှောက်လုံးရှိနေတာဆိုတော့နောက်ဆုံးဖြေလေးပဲကြည့်ပြပါအဲ့လိုပဲ n2 ထဲမှာရောဘယ် value ရောက်သွားလဲလို့ကြည့်ခြင်းလဲ n2 sorry n1 ဖြစ်နေ n2 50ပါပဲချက်50ပဲရောက်သွားတယ်အဲကြတော့တူညီတဲ့ value ဆိုရင်တော့ဒီလိုမျိုးတစ်ခါတည်းတန်းပြီးတော့ assign နဲ့ store လို့ရတယ်ဒါမှမဟုတ်အခန်းနှစ်ခန်းထဲမှာ variable နှစ်ခုထဲမှာမတူညီတဲ့ဟာလောက်ချင်เนาะဒီလိုမျိုးလေး comma ချပြီးလုပ်ပြောဒါကတော့ variable ရဲ့ property လေးပါเนาะသူ့ရဲ့ဖြစ်တတ်တဲ့သဘာဝတွေပေါ့နော်သူရဲ့စွမ်းရည်ပထမတစ်လုံးရှိရင်နောက်လုံးထပ်ထည့်ရင်ရှိတစ်လုံးပြောက်သွားတယ်နော်ထပ်ထည့်ခြင်းရင်တော့အပေါင်းနဲ့ထပ်ထည့်တာမျိုးပဲရတယ်နောက်ထပ်အများကြီးထပ်ထည့်ခြင်းတော့နီးတော့ရှိပါသေးတယ်အဲ့ဒါနောက်ပြီးမှဒီချက်ကောင်းစဉ်ငါပြောင်းသွားတယ်တော့ဗောနော်နောက်တစ်ခုကအခန်းနှစ်ခန်းထဲမှာမတူညီတဲ့တန်မိုး value နှစ်ခုကိုထည့်ခြင်းနေဆိုရင်တော့ comma လေးချပြီးထည့်တယ် value တူတူလေးကိုနှစ်ခန်းထဲမှာထည့်ခြင်းတော့ assign နဲ့တခါလေးထည့်ပါတယ်ရမနော်ဟုတ်ကဲ့ပါโอเคရပြီနော်ရပြီဆိုရင်ဒီ share ပါသွားမယ်ဆိုရင်အခုဆိုရင် output center ပြီးသွားလိမ့်မယ်ဟုတ်ပါတော့နောက်တစ်ခုက data type ပြီးသွားလိမ့်မယ်နော် data type ပြီးသွားမယ် lesson 3က variable ပြီးသွားလိမ့်မယ်နောက်တစ်ခုအခု lesson 4ကအဲဒီ variable ရဲ့ property ပြီးသွားလိမ့်မယ်ရမနော်အဲကြတော့3ခုပေါ့နော်ခေါင်းစဉ်ကြီးအပြင်3ခုပြီးသွားမယ်နောက်တစ်ခု lesson တစ်ခုသွားမယ်ဒါကလည်းဒီချက်တော့အလွယ်ဆုံးလေးပဲမှတ်ထားတဲ့တော့ပေါ့နော်ဘယ်ဟာလဲဆိုတော့ lesson 1ရဲ့ sentiment lesson 1က output center လို့ပြောတယ်အဲဆိုရင် output ရဲ့ sentiment ပါဖြစ်မယ် input input center ပြောတော့ပါနော် input center ဟုတ်ချက် print နေရာမှာ input ဆိုတဲ့စာလေးရရိုက်ပါဟာอืม input center that's one in lesson 5 lesson 5ဟုတ်တယ်ဒါ lesson အတစ် lesson 5တော့ပြီးပါ lesson 2ထဲမှာပါဝင်သွားလို့လေဩဒီကောင်လေးမရလို့အနီးလေးပေးထား lesson 5ထဲမှာသွားမယ် input center နော်အဲကြတော့ဆက်လိုက်တော့ input center ဆိုတာဘာလဲ output ဆိုတာတော့ကွန်ပျူတာထဲမှာရှိတဲ့ဟာကိုဒီကျတော့အပြင်ဝင်ထုတ်ကြည့်ချင်တာ input ဆိုတာကဒီကျတော့ program ရေးတဲ့အခါမှာပုံစံတစ်ပုဒ်ရေးတဲ့အခါမှာလိုအပ်တဲ့တန်ဖိုးကိုအထဲထဲမှာထည့်ချင်တာထည့်ချင်တဲ့ဆိုမှရိုက်ထည့်ချင်တာ program run နေရင်တန်လန်မှာရိုက်ထည့်ချင်တဲ့ဟာကိုကျတော့ input center နဲ့ရေးရပါတယ်ဟုတ်နော် input ပုံစံဥပမာဒီချက်ကသားတို့သမီးတို့ဘယ်လိုပြောမလဲဆိုသားတို့သမီးတို့ဒီချက်ကိုကဏ္ဍလေးနှလုံးပေါင်းပေးပါဘယ်ကဏ္ဍကိုပေါင်းပါပြင်းတဲ့ပေါ့တင်းလည်းပေါင်းပါပဲကျန်တဲ့တကယ်ချင်းနေအောင်ပေါင်းညနာတွေပေါင်းပါအဲ့ကျတော့တကယ်တိတိကျကျဆရာမပြောတဲ့ instruction ကိုတိတိကျကျအလုပ်လုပ်ဖို့ဆိုရင်ဒါတော့ဗာတိရမှာဆရာမအဲ့ကဏ္ဍကဘာလဲဆိုတာမေးမှာပဲလေဟုတ်တယ်မလားကဏ္ဍလေးနှလုံးပေါင်းပေးပါစေအဲ့ကျတော့အဲ့လိုပုံစံမျိုးဖြစ်လာပြီဆိုရင်ဒီကျတော့ဒါတို့ကိုခိုင်းရင်တော့ဒါတို့က human ဖြစ်တဲ့အတွက်ပေါင်းညင်တဲ့ကဏ္ဍကိုချပေါင်းပေးလိုက်မှာတကယ်တိတိကျကျပေါင်းညင်တဲ့လူကဒီချက်ကိုမေးမှာဒီချက်ဘာကဏ္ဍလဲပေါ့နော်အဲ့ကျတော့ပြောချင်တာကကွန်ပျူတာကိုဒီချက်တော့ခိုင်းမယ်ဆိုရင်နံပါတ်လေးနှလုံးပေါင်းပေးမယ်ပေါင်းပေးပါလို့ခိုင်းနေတယ်ဆိုရင်ဒီချက်တော့ဗာထည့်အဲ့ဒီနံပါတ်ကိုသူ့ထဲမှာထည့်ပေးရမှာ
ထည့်ပေးရမယ်ဆိုတဲ့အခါမှာဒီကျတော့ထည့်မယ်ဆိုတဲ့အခါမှာ input center နဲ့ထည့်ရမှာ Python programming လက်မှာဆိုအဲကျတော့ input center ရဲ့သူ့ရဲ့ syntax style ပေါ့နော် like a grammar style ကဘယ်လိုလဲဆိုတော့ဒီတိုင်းရမှာ input input ပါ input ကောစား compare ညမနော်ကောစားပေးပြီးလို့ရှိရင်စာသားတစ်ခါလေးတန်းပါတယ်သူ့ရဲ့ syntax style ဘာထည့်ရမှာလဲခုနကတော့ပေါင်းခိုင်းမယ်ဆိုရင် မေး နံ ပြီး ပါတ် သား နံပါတ်ထည့်ရမှာရမနော်ဒါမှမဟုတ်မိတ်ဆက်ခိုင်းမယ်ဆိုရင်ဘာထည့်ပေးရမှာငါနာမည်ကိုမိတ်ဆက်ဆိုမင်းနာမည်ကိုမိတ်ဆက်ပါအောင်ဆိုခုန what's your name what's your name ဒီလိုမျိုးစာသားထည့်ပေးရမှာနော် what is your name ပု္ပ္ပစာရဲ့လိုအပ်ချက်အရာတင့်လျော်တဲ့စာသားလေးလိုချင်တဲ့ရိုက်ထည့်ရမယ်အဓိပ္ပာယ်ရှိတဲ့စာသားလေးဥပမာဒီချက်ကပထမဆုံးနံပါတ်လေးနှစ်ခုပေါင်းထည့်မယ်လို့ပဲယူဆလိုက်မယ်အဲ့ဒါဆိုရင် share up လို့ enter your number ဒါ input center နံပါတ်လို့လည်းမသိဘူးဘာမှမသိဘူးဆိုရင်တော့ input center မှာ enter you ဒီချက်ဒီလိုလေးပဲရေးပေးလိုက်တယ် something တစ်စုံတစ်ခုဆိုတာဘာလဲဆိုတော့ပု္ပ္ပစာပေါ်မှာမူတည်ပြီးတော့တစ်ခုခုကိုပြောမှာနော် enter you something ဒါမှမဟုတ် choose your something ကြိုက်တဲ့စကားလုံးကိုဒီဓာတ်ထဲမှာထည့်ပေးလို့ရတယ်ကြိုက်တဲ့စကားလုံးဒီကိုရိုက်ထည့်ပေးရမယ့်စကားလုံးနဲ့တူညီတဲ့စာသားကိုထည့်ပေးရမယ်နော်ဒါက input center ပဲ input enter your something ဒါမျိုးဆိုတာ maybe number ဒါမှမဟုတ် what is your name ဒါမှမဟုတ် who are you doing what are you doing ဒါတော့ are you female or gay sorry တူတောင်ဖြစ်နေ female or male အဲ့လိုပေါ့နော်အဲ့လိုစာသားလေးဒီနေရာမှာသားတို့ကြိုက်တဲ့စာသားလေးရေးထည့်လိုက်ကြိုက်တယ်ဆိုတဲ့အခါမှာပုံစာရဲ့ program ရဲ့လိုအပ်ချက်အရရိုက်ထည့်ရမယ့်အကြောင်းအရာကိုစာသားလေးပေါ့နော်ဘာရိုက်ထည့်ရမလဲသိရမယ်ဆိုရင်အဲ့ဒါဆိုရင် run ကြည့်လိုက်ပါဒီကောင် input center လို့ပြောတဲ့အတွက် teacher ကရိုက်ထည့်ရ enter you are something လို့ပြောတဲ့အတွက်အဲကျတော့ terminal မှာကြည့်လိုက်ပါစာကြောင်းလေးပေါ်လာလိမ့်မယ် enter you are something ဆိုတဲ့စာကြောင်းလေးနော်ရိုက်ထည့်မယ်လို့အဓိပ္ပာယ်ရှိတဲ့အတွက်သူ့နောက်မှာကာစာထည့်ပြီးတော့ကြိုက်တဲ့ဟာရိုက်ထည့်လို့ရပါတယ်ရိုက်ထည့်လို့ရလား ရပါတယ် ဒီကျေဆိုရင်34ရိုက်လိုက်တဲ့အတွက်ကွန်ပျူတာရဲ့ RAM memory ထဲမှာ34ရောက်သွားပါပြီရနော် program တစ်ခါရေးရင်တစ်မျိုးရိုက်ထည့်လို့ရပါတယ်ဒီတစ်ခါ run တဲ့အခါမှာတရားထည့်လိုက်ပါတယ်နောက်တစ်ခါ run ကြည့်လို့ရှိရင်ဒီကျတော့ကိုကြိုက်တာရိုက်ထည့်လို့ရပါတယ် 111နော် input center လို့ပြောတဲ့အတွက်ဒီကျတော့ပု္ပ္ပစာတစ်ခါ run တိုင်းမှာသူ့ကိုအလုပ်တစ်ခုထပ်အသစ်ခိုင်းတိုင်းမှာတစ်မျိုးရိုက်ထည့်လို့ရပါတယ်ဟုတ်ကဲ့ရပြီနော်အဲကျတော့ရိုက်ထဲတဲ့အခါမှာဒီထက်ကဒီချက်တော့ဒီလိုကြီးရန်ကတ်နေ enter you are something တောင်မှဒီချက်ဆို travel 1ရေးထားတယ်အဲ့လိုကတ်နေရမကတ်နေခြင်းဘူးဆိုရင်ကိုက style လေးတွေကိုဒီထဲမှာမျိုးစုံ style ချင်းလို့ရပါတယ်ဒါဆိုရင်ရိုက်ထဲရမယ့်နေရာလေးကstandard ကြကြလေးပေါ်လာလိမ့်မယ်ပေါ့နော်အမျိုးမျိုးရိုက်ထဲကြတယ်လူတွေကဒါဆိုရင်ရိုက်ထဲရမှာဒါပေါ့ရိုက်ထဲရမယ့်နေရာလေးမှာဒီချက်အထဲမှာဒီလိုလေးကိုလုံးလေးနဲ့ချိန်လိုက်တယ် what is your name ဆိုရင်တော့ question mark လေးထည့်ကြတယ်ပေါ့အမျိုးမျိုးကြိုက်တဲ့ style ပေါ့နော်ဒါစာအုပ်ဖတ်လိုက်တာနဲ့ဘာရိုက်ထည့်ရမလဲဆိုတော့သိမယ်ဆိုတဲ့ style လေးတွေကို teacher ကဒီထဲမှာပြင်ရေးထားလို့ရပါတယ်ဒါကတော့ program ရေးတဲ့သူရဲ့ idea နဲ့ဆိုင်နေပေါ့နော် idea နဲ့ဆိုင်နေအဲဒါ program ရေးတဲ့သူကတခြားသူကိုရောင်းမယ်ဆိုရင်တော့ရမလို့သုံးတဲ့ user တွေကဘယ်လိုဟာထည့်ရမလဲဆိုတာသိစေတဲ့စာသားလေးဖြစ်ရမှာပေါ့ something လို့ပြောတဲ့အခါမှာဒီမှာ teacher something လို့ပြောရင် hi ဆိုတာလည်းရိုက်ထည့်လို့ရတာပဲ hello ဆိုတာလည်းရတာပဲ name လည်းရတာပဲနော်ကြိုက်တာရိုက်ခဲ့ဘာမှဒီရဲ့နာမည်ရိုက်ခဲ့တာမျိုးဒါ input center ရဲ့သဘောတရား妹妹这边用的我那个，တသားဘယ် room နဲ့သွားကျင်တာလဲဘယ် room နဲ့သွားရမှာလဲ room 1ဒါ room 1ဒါဟိုဟာဖြစ်လိမ့်မယ်အခန်းကြီးမရှိသေးဘူးเนาะခဏလေး
Ryan ဒီကျရုံးနဲ့ပို့ထားမယ်နော် ဟုတ်ကဲ့ ဒါဂိမ်းတစ်ခုစမ်းလုပ်ကြည့်သေးတယ်ချင်းရပါတယ် โอเคတခုစမ်းလို့ကြည့်တယ်ရသွားပြီဂိမ်းနေတောင်လုံးနေပြီဟုတ်လား မဟုတ်ချင်ဒီ input နဲ့ပဲအခုလေးတွေလုပ်လိုက်တာ အခုလေးမြန်နေရတော့နော်အမွန်းနဲ့ပဲဂိမ်းလို့ရင်အဲ့လိုပဲလीနော်ဂိမ်းနေစဖွင့်ပေါ်လာတဲ့ဟာ user ကဘာထည့်ရမှာလဲသိရမလား level ကဘယ်လောက်လဲနာမည်ကဘာထားချင်တာလဲဒါမျိုးဆိုရင် input center နဲ့ရေးရမှာပဲလေ game program စရေးပြီဆိုရင်နာမည်ကဘာနဲ့ဝင်ရမှာအဲ့လိုမျိုးပေါ့နော်အဲ့ကြတော့ဟာ Ryan F4 has တယ်မအသေးဘူးခဏလေးနေအဲ့ကြတော့ဒီဟာလေးပြီးလို့ရှိရင်ဒီချေတို့ကတော့ input နဲ့ကောက်ထည့်လိုက်ပြီထည့်လိုက်တဲ့ဟာကိုဒီချေတို့က program ရဲ့နောက်တဲ့နေရာကိုတည်သွားခြင်းတယ် program ရဲ့ဒုတိယတစ်ကြောင်းမှာတည်သုံးခြင်းတယ်ဥပမာဒီချေကဒီ program ကို run လိုက်တယ်ကွယ်အဲဒူးလေးရိုက်ထည့်လိုက်တယ်အဲ့ဒူးလေးကိုနောက်ထပ်ဆက်ပြီးတော့တည်ပြီးတော့သုံးခြင်းတယ်ဆိုရင်သူ့ဘာလုပ်ပြတနေရာနေတနေရာ ဟောဗာလဲ very ပဲ သူ့ရှိမှာ video လေးထည့်ပေးရမယ် video ဆိုတဲ့အတွက်ကြိုက်တဲ့ဟာလေးထည့်လို့ရတယ်ဒီချာတော့အလွယ်ဆုံးပေါ့နော် h to y တို့ကတော့အထည်ဆုံးပဲဟုတ်တယ်မလား a to z ထဲကစလုံးကတော့အထည်ဆုံးပဲနော်ဒါဆိုရင်ဂျေရာတည်သွားလို့ရပြီဒါဆိုရင်ဒီတော့ဗာလဲဆိုတော့ဒါဆိုရင်အတူတူပဲဒါလေးကတူရိုက်ထည့်တာပဲရှိသေးတယ်ရိုက်ထည့်တဲ့အဲ့ဒီ h ထဲမှာဘာရှိလဲလို့ဆက်မေးခြင်းတော့ဒီချာတော့ဒီလိုမျိုးလေးပါ h ဆိုရဒါဆိုရင်တည်သွားတယ်ပေါ့ဒုတိယတစ်ကြောင်းမှာတည်သွားတယ်တည်ပြီးတော့ဒါ carry လုပ်ပြီးသုံးတယ်ပေါ့နော်ဒူလေးထည့်လိုက်မယ် x ဆိုပြီးတော့ဒီမှာ print x လို့ပြောတဲ့အတွက်အဲ့ဒီဒူလေးကိုဒုတိယတစ်ကြောင်းကသူကပြန်ထုတ်ပြတယ်ဟာဒါလေးကဒီ zero ရိုက်ထည့်တယ်ဟာရမလား ရပါတယ် နောက်တစ်ခုတည်သွားကြောင်းသိတာသိချင်းဒီလိုလေးရေးကြည့်လိုက်ဒါဆိုနောက်ထပ်တစ်ဆင့်မှာတည်သွားတာပဲဒီချေတို့ရိုက်ထည့်တာလေးကိုတည်သွားတယ်တည်သွားပြီးတော့ဗာလေးနဲ့ထပ်ပေါင်းတယ်ဒီချေတူးလို့မျက်စိချုပ်မှဆိုရင်နံပါတ်လေးတစ်ခုနဲ့ထပ်ပါဒါ carry လောက်သွားတာ program ကိုတစ်ဆင့်နဲ့တစ်ကြောင်းနဲ့တစ်ကြောင်းဒါဆိုရင်ပထမတစ်ခုကဒီချေတို့ရိုက်ထည့်လိုက်တာ2ဆိုရင်ဘာဖြစ်မလဲအဖြေပါထွက်မယ်တယ်လေ2ဆိုရင်7 7ထပ်သွားအိုးခဏလေးအဲ့ကိစ္စပြောရချင်ပြီပေါ်လာလိမ့်မယ်အဲ့ကိစ္စဘာအဲ့ဒါတက်လေ ကျ print layer plus sign နားမလဲဘူးလို့ပြောတယ် plus sign not integer to string နဲ့ဒါသားလေးကိုဒီချေတို့ဖတ်ကြည့်လိုက်အမားကိုဘာလုပ်လဲဆိုတော့ဒီမှာဘာကောင်းလဲဆိုတော့မှားလို့ရှိရင်ပြောတယ်သူသိတဲ့အမှားဆိုရင် type error တဲ့ type error type error ဆိုတော့ဘာ type ကဘာ type တွေရှိလဲ integer boolean နောက်ပါရှိတော့ string numeric string ရဲ့ integer ရဲ့ဟုတ်တယ်နော် string ရဲ့ integer ရဲ့နောက်ထပ်ဒသမကိန်းဆိုဘာလို့ခေါ် decimal ဒီမဲ့ ပိုင်းသုံးပါဘယ်လိုခေါ် အာ ပိုင်းသုံးပါ decimal လို့မခေါ်ဘူးဘယ်လိုခေါ် f နဲ့စတယ် f နဲ့စတယ်ဒသမကိန်းကိုတိုက်ပါလဲလို့မေးလို့ရှိရင် f နဲ့စတဲ့နာမည်လေး fraction ပြန်ကြည့်ပါမမီပြန်ကြည့်မယ်လက်စင်အပေါ်နန်းလေးမှာနီးနီးလေးပဲfloat ဆိုကြည့်တယ် float ဆိုကြည့်အဲကြတော့ဒီကောင် type error ဆိုတာဒီကျဲတို့ height လာလောက်ခိုင်းတဲ့အခါမှာ type မတူလို့ပေါင်းလို့မရဘူး type မတူ ဟုတ်ချင် input က string ပဲထုတ်တာ အဲကြတော့သိမယ်ဘာ type တူရလဲဆိုတော့ဒီနောက်ကဟာလေးကတော့တည်ပြီးသားဒါဘာ type လဲ 5ကဘာ type နံပါတ်တိုင်း number type ထဲမှာ integer လား float လား float မဟုတ် integer integer number type ထဲမှာ integer သိကြတယ်သူ့ရှေ့ဟာ integer ဟုတ်မနေလို့ပေါင်းလို့မရတာ integer ဟုတ်မနေလို့ဆိုရင်ဒီကျတော့ကြည့်လို့ရတယ် input syntax နဲ့ဝင်ထားတာသူ့ရှေ့ဟာအဲကြတော့ဒီမှာကြည့်လိုက်ဒါလေးကဒီကျတော့ဘာနဲ့ရေးထားတာလဲ string ငယ်ကုန်းနဲ့ string နဲ့ရေးထားတာဒါကြောင့်မို့လို့ x ထဲမှာ variable x ထဲမှာဝင်သွားတဲ့ကောင်က string လို့ဖြစ်နေတာ string နဲ့ integer နဲ့ကတော့ပေါင်းဆက်လို့မရပါဘူး
ရမလား string နဲ့ integer နဲ့ကပေါင်းလို့မရအောင်အမျိုးမတူရင်မပေါင်း level မတူရင်မပေါင်းရမလားပေါင်းလို့မရအောင်ပေါင်းရင်ဘာလုပ်ရမလဲဆိုတော့တစ်ခုခုကိုတူအောင်လုပ်ရမယ်ရမလားတစ်ခုခုကိုတူအောင်လုပ်ရမယ်တစ်ခုခုဆိုတာက string ကို integer ပြောင်းမလား integer ကို string ပြောင်းမလားရမလားအဲ့ဒါကိုဒီချက်အလွယ်ဆုံးဟာလေးကိုရင်မို့ပြောင်းကြည့်လိုက်ဘယ်ကောင်အလွယ်ဆုံးပြောင်းလို့ရလဲဆိုတော့ဒါတို့သိထားတယ် string integer string ပြောင်းမယ် ဒီဒီကတော့ဒါပဲ single ကုတ်တဲ့တယ် စငယ်ကိုကောက်ထည့်လိုက်ပေါင်းလို့ရတယ်အဖြေပါထွက်မလဲ2ထည့်ရဆိုရင် input မှာ2ထည့်ရဆိုရင်အဖြေပါထွက်မလဲ 25 25ဆိုတာထွက်မယ်ရနော်အဲဆိုရင်အလွယ်ဆုံးကတော့ဒါပေါ့နော်ဒါကတော့ပု္ပ္ပာဘာညာမပါသေးတဲ့အတွက်ဒီချက်ကမြင်လို့ကောင်းအောင်သိလို့ကောင်းအောင်ရေးလိုက်တာဒီချက်မသိရသေးလို့တခုကတိုက်ပြောင်းနေမသိရသေးလို့နော်25ဆိုတဲ့ဟာလေးထွက်မယ် string ဆိုတဲ့အတွက်25ပေါ့25ပေါ့2နဲ့5နဲ့ကပ်ရေးတာ25စားစားလေးပဲသူကတန်ဖိုးမရှိဘူးကောင်းသေးမရှိ object ဘူး အဲ့ဟိုထဲမှာ terminal ထဲမှာ under ရောစာသားရဲ့ဘေးမှာ2ဆိုပြီးရိုက်ထားရမှာလား ဟုတ်တယ်ဟုတ်တယ် input syntax နဲ့ရေးထားတော့ဒီချက်တော့ခဏန်းတစ်လုံးကတော့သားတို့ကြိုက်တာရိုက်ပေးလို့ရတယ်လေဒီပထမတစ်ချက်မှာ enter you are something လို့ပြောတယ်သားကြိုက်တာကိုရိုက်လိုက်လို့ရတယ်သားကြိုက်တဲ့ဟာ value တစ်ခုကိုရိုက်လိုက်လို့ရတယ်ဒီမှာပု္ပ္ပာမပါသေးတဲ့အတွက် enter you are something လို့ဒီချက်ပြောထားတယ်အဲကြတော့ကြိုက်တဲ့ဟာရိုက်2ဖြစ်ဖြစ်10ဖြစ်ဖြစ် high ဖြစ်ဖြစ် hello ဖြစ်ဖြစ်ကြိုက်တာရိုက်လို့ရတယ်လက်ခံ 2ဖြစ်လို့ရတယ် တူလို့ရိုက်လိုက်အဖြေပါထွက်မှာ h ထဲမှာ2ဝင်သွားတယ်ဒီမှာ5ဖြစ်တယ်ရမလားဒီကျတော့25လို့မြင်ရတယ်ဒါပေမဲ့စက်ကတိနေတာ25လို့ပဲတိတယ်ဘာလို့လဲ string type မို့လို့ string 25 type တွေချင်းချင်းပေါင်းတာမလို့ ဟုတ်တယ်ဟုတ်တယ် okay ဟုတ်ပြီသမီးနိုရာဒီချက်ပဲပို့ပေးရမလဲ run မဲ့လား room 1မဲ့လားသမီး သမီး coding class ကတည်းက William Morgan ဟုတ်လား Tata question တန်းနာ ဟုတ်ခွင့်ရှင်းသက်ဒါတို့သမီးတို့ဒီချက်လေးမရောက်သေးဘူးเนาะခဏလေးစောင့်ပေးပါเนาะ အဆင်ချ နော်ခဏလေးစောင့်ပေးပါစပီကာလေးပိတ်ပြီးတော့ဒီချက်ကိုခဏလေးလောက်ပေးဆောင်ပါရောက်လို့ရှိရင်ဒီချက်ဒါတို့သမီးတို့ဒီချက်ကခေါ်ပါလိမ့်မယ်နော် Okay thank you ပါဟုတ်ပြီအဲ့ဒါဆိုရင်ဒီချက်တို့ကွန်ပျူတာမြင်တယ်လို့မြင်ပေါ့နော်25လို့မြင်လိမ့်မယ်နော်ဒီချက်တော့မြင်နေဆိုတာမှတ်ထားရမယ်ကွန်ပျူတာပေါ့နော်အဲ့လိုမျိုးလေအဲ့ကျတော့တကယ်တော့25ကိုကပု္ပ္ပာပေါင်းခိုင်းနေတယ်ဆိုရင်တော့25လို့ဖြစ်အောင်ပေါင်းအောင်ပါအဲ့ဒါကိုဒီချက်ကမတင်ရသေးတဲ့အတွက် type conversion မတင်ရသေးတဲ့အတွက်ဒီတိုင်းထားရေးလိုက်ဟုတ်လားဒါဆိုရင် input syntax လေးတည်သွားလိမ့်မယ်ဒါက input ရဲ့ ဒီပြန်ပြီးတော့ run ပြပါလားကျေဘယ်လိုဖြေထွက် okay run ပြမယ် and ခဏလေးဒီချက် terminal ကို clear လုပ်ပြမယ်အဲကျတော့ terminal ကို clear လုပ်ရင်ဒီချက်ကတော့ recycle bin နဲ့ကောက်ထည့်လိုက်ဒါဆိုရင်နောက်တစ်ခါဆိုရင်အဲရှုပ်ကြီးမပေါ်တော့ဘူးဟုတ်လားဒီပါပေါ့နော်ကျတော့ enter your something လို့ပြောတဲ့အခါမှာဒီပု္ပ္ပာမှာဒီချက်ကဘာမှသတ်မှတ်မထားတဲ့အတွက် something ဆိုကိုကြိုက်တယ်ရိုက်လို့ရတယ်ပထမ2ဖြစ်အောင်ဒီချက်ရိုက်လိုက်အဲ့ဒါဆိုရင်ပထမအကြောင်းက2ရိုက်ထည့်လိုက်တယ်ဒုတိယအကြောင်းဒီ print အဲ့ဒီ h ထဲမှာဒုတိယ h ထဲမှာဝင်သွားတယ် h ထဲမှာဝင်တဲ့ကောင်နဲ့ file နဲ့ရောမယ်ပေါင်းမယ်ဆိုတော့25ဖြစ်သွားတယ် တမ်းမအဲ့လိုပေါ့ oh why ဒါမှအဲ့လိုပေါ်မနေဘူးလားဒီလိုလေးပေါ်ဘူးလားဒါ 25ဆိုပြီးမပေါ်လား ဒါ print ဆိုတဲ့ syntax လေးပါပြီလား ပါတယ် ဟုတ်ပါလား okay ဒီချက်ကိုတစ်ချက်လောက်ပေးပြကြည့်ပါအဲ့ဒါဆို ဟုတ်တယ် ခဏလေး ဘာ နော် မှဝင်လေ ရပါတယ်အဆရှိသေးတယ်ကိုမစင်တက်မှတ်ရမှာဆိုတော့မှားတာကြောက်စရာမရှိသေးဘူးเนาะဟာโอเคပေါ်ရမှာပေါ့ဒါ program လေး run ကြည့်ပါဦး run ကြည့်ပါဦး ဟုတ်တယ် โอเคเนาะဖြည်းဖြည်းပါတခုခုရိုက်ထဲပါတွေ့နောက်မှာကာစာလေးချလိုက်ဟုတ်ပြီ enter ခောက်လိုက်ပါဒါ enter ခောက်ဖို့လို့နေ enter ခောက်လိုက်ပါ enter 25ဒါမနော် step လေးတစ်ခုဒီချက်ပါဇက်ကဟုတ်တယ်ဒီချက်ပါဇက်ကမပြောဘဲနဲ့လက်ကကောက်လုပ်လိုက်လို့ sorry ပါနော်လက်ကကောက်လုပ်လိုက်လို့ဒုတိယတစ်ဆင့်သွားဖို့အတွက်ဒီချက်တော့ရိုက်ထည့်ပြီးလို့ရှိရင် input ဆိုတာရိုက်ထည့်ပြီးလို့ရှိရင်ဒုတိယဆင့်သွားဖို့အတွက် enter ခောက်လိုက်ပါနောက်တစ်ကြောင်းကိုအလုပ်လုပ်လိုက်ရမယ်နော် ဟုတ်တယ် okay
အဲ့ဒါဆိုရင်နောက်တစ်ခုဒီချေကဒီထဲမှာပဲခေါင်းစဉ်ဒါဆိုရင် input center general ရေးနည်းတော့သိသွားပြီနော် general ဆိုတာဘာလို့ general ပြောလဲဆိုတော့ကျွန်တော် program ရေးတဲ့အခါမှာပု္ပ္ပစာကသူ့လိုအပ်ချက်နဲ့သူလို့ပေါ့နော် calculation လုပ်ခိုင်းမယ်ဆိုရင် enter your number ပေါ့ message စာလေးတစ်ခုလုပ်ခိုင်းမယ်ဆိုရင် enter your name ပေါ့ရအောင်နော်အဲ့လိုမျိုးလေးပြောင်းရအောင်ပါဒါကတော့ general syntax ပေါ့နော်အဲ့ဒါပြီးလို့ရှိရင်ဒါ input syntax ဆိုရင်ဒါပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုရင်နောက်ထပ်ဒီချေအဲ့ဒီဟာကနေပြီးတော့ကြားဖြတ်ခေါင်းစဉ်လေးတစ်ခုဒီချေလို့သွားပြီ type conversion ပေါ့ data type နဲ့ type conversion လေးအကြောင်းသင်ချင် type conversion ဆိုတာ type concatenation လို့လည်းခေါ်ဥပမာခုနကလိုမျိုးပေါ့နော် H လေးထဲမှာဝင်တဲ့ဟာ string ဖြစ်တယ်တခြား data type လေးကိုပြောင်းရင်းတယ်ပေါ့နော် H ထဲမှာဒီကျတော့ဒီလိုလေးထည့်ထားတယ်ပေါ့နော် string type လေးထည့်ထားတယ်တခြား type တစ်ခုပြောင်းခြင်းတယ် integer အစစ်ပြောင်းခြင်းတယ်ပေါ့နော်အဲ့ဒါဆိုရင်ဘယ်လိုရေးရမလဲနော်ဘယ်လိုရေးရမလဲ integer ပြောင်းခြင်းတယ်ပေါ့နော်ဘယ်လိုရေးချင်တာလဲဆိုတော့ဒီဟာလေးကနည်းနည်းလေးရှုပ်ရင်ရှုပ်သွားလိမ့်မယ်နော်ဒီချဲဒီလိုရေးချင်ဒီလိုမျိုး x ကိုဘယ်လိုမျိုးဖောင်းလို့ရချင်လဲ sorry ဒီလို file လေးပဲရေးလိုက်ဖောင်းလို့ရချင်ဒီလိုမျိုးကပေါင်းလို့မရဘူးဘာဖြစ်နေလို့လဲအဲ့ဒီ x လေးကဘာ type ဖြစ်နေလို့လဲ string type ဖြစ်နေတယ် file လေးကတော့ integer အမျိုးအစားဖြစ်နေတယ်ပေါင်းလို့မရဘူးအဲ့ဒါဆိုရင်ဒီချက်တို့ကခုနကတော့ဒီချက်က number ကိုဓာတ်ရိုက် string ပြောင်းပြလိုက်တယ် number ကိုမပြောင်းမဲနဲ့ရှေ့က h ကိုပြောင်းလို့မရဘူးလားဆိုတော့ရပါတယ်ရှေ့က h လေးကိုပြောင်းလို့မရဘူးလားရပါတယ် h လေးကိုဘာပြောင်းကျင်တာလဲပေါ့နော် h လေးထဲမှာဝင်သွားတာဒီဘာတိုက်ဝင်ထားတယ် string တိုက်ဝင်ထားတယ်ဟုတ်နော်အဲ့ဒါလေးကိုဒီချက်က number h လေးထဲမှာဝင်သွားတာကို number ပြောင်းကျင်တယ် number ထဲမှာ2မျိုးရှိတယ် integer float ဖြစ်တယ်ကြိုက်တာပြောင်းအဲ့ဒီကနှစ်ခုတည်းကတစ်ခုကိုရင်မို့ပြောင်းကြည့်ဟုတ်နော် integer နဲ့ float ဖြစ်တယ်တစ်ခုပြောင်းကျင်တယ်ဆိုရင်ဒီချက်တော့ကဘာလို့ရလဲဆိုတော့ပြောင်းကျင်တဲ့ variable လေးကိုခွန်းစား commit ကုတ်ရပါတယ်ဒီမှာပြောင်းလိုက်မယ်ဒီအဆင့်မှာပြောင်းလိုက်မယ်အဲ့ဒါတက်နေတယ်ပြောင်းကျင်တာ h ထဲမှာရှိတဲ့ဟာလေးကိုပြောင်းကျင်ပြောင်းကျင်သူ့ကိုခွန်းစား commit ကုတ်ရပါတယ်ကုတ်ပြီးလို့ရှိရင်သူ့ရှေ့မှာပြောင်းကျင်တဲ့ဟာလေးရေးပေးပါဒီချက်ကပြောင်းကျင်တာအခု integer ပြောင်းကျင်တာလို့ရေးလိုက်ပြီနော်သူရှေ့မှာပြောင်းကျင်တဲ့ဟာလေးရေးပေးပါဒီအကြောင်းလေးကိုဒီချက်ခဏပိတ်ထားရင်ရမှာဒါလေး command ပိတ်လိုက်2 file လို့မဖြစ်ချင်ဘူးဒီချက်တော့ကနန်းပေါင်းကျင်လို့ပေါင်းကျင်နေဆိုရင်ပြောင်းကျင်တာလေးရေးပြီးရင်အဲ့ဒီ h ဆိုရဲအခန်းလေးထဲမှာပဲ variable ထဲမှာပဲသွား store ပေးပါတယ်လို့လေးမျက်စိလဲနိုင်လားနောက်တစ်ချောင်းရေးပေးရမလားမသိခုနကတော့လို့နံပါတ်ကို file လို့ string file လို့မပြောင်းဘဲနဲ့ဒီချက်ကရှေ့က h လေးကိုပဲ integer ပြောင်းလိုက်မယ်ဆိုရင်အဖြေပါထွက်မလဲဒီကောင်လေးကို hashtag ပိတ်ထားပေးပါဒီကောင်မသုံးတော့ဘူးပေါ့နော်ရှေ့က h ကိုပဲ integer ပြောင်းမယ်ဆိုရင်ခုနကတော့လို့2လို့ပဲရိုက်ထည့်ပေးမယ်ဆိုရင်အဖြေပါဖြစ်မလဲ25ပဲထွက်လို့ဟုတ်ရဲ့လားဒါဖြစ် integer ပြောင်းပြီဆိုရင်ဘာဖြစ်မှာလဲဒီကောင်လေးက integer 2ဟုတ်တယ်နော်သူ့ထဲမှာဒီကောင်လေးက integer 5 integer တွေပေါင်းလို့ရှိရင် number တွေပေါင်းရင်ဘာရရမှာလဲ7ရ 7 ရရမှာတားချင်မှာ25ပဲပေါ့တာဒီဟာလေးထည့်လိုက်လားပြောင်းတာလေးထည့်လိုက်လားဒီအကြောင်းလေးခါရည်ထိတာခဏလေးထည့်လိုက်တယ်ထည့်လိုက်တာဒါ integer ပြောင်းတာပြောင်းပြီးရင်အဲ့ဒီ variable လေးထဲမှာပြန်သိမ်းတာသိမ်းကြည့်လို့ရှိရင်သိကြတာကတော့7 try ရပါမယ်မထွက်ဘူးသိဘူးဆိုရင်ဒီချက်ကိုပြန်ပြကြည့်ပါ print 8 plus ပါအဲ့ထက်ပါအဲ့ဒါထည့်ရမှာပေါ့အဲ့ဒါထဲမှာအပေါင်းဖြစ်မှာပေါ့နော်အဲ့ဒါလေးထည့်ဖို့လိုနေရဖြစ်ပါလိမ့်မယ်ဖြည်းဖြည်းလောက်ပါဒီချက်ဒီဟာကိုဒီချက်နည်းနည်းခွဲမပြောရင်လည်းရောချလိုက်တယ်7ရပါ7ရတယ်ဒါဆိုရင်တော့နားလဲတယ်နော်ရပါနော် H ဆဲဟာကိုဒီချက်ကပြောင်းလိုက်တယ်
ခုနကတော့ပထမကတော့လွယ်လွယ်ကူကူနောက်ကဟာကို string ပြောင်းလိုက်တယ် 7ရပါ 7ရပါတယ်နံပါတ်တွေက7ဖြစ်သွားတယ်ဒါဆိုရင်ဒီချေက 8 တဲ့ input နဲ့ဝင်တဲ့ဟာကိုဘာပြောင်းထားလဲ integer ပြောင်းထားတာတကယ်လို့ဒီနေရာမှာ float ပြောင်းလိုက်လို့ရှိရင်ဘာကွာမလဲ float ကလည်းနံပါတ် type ဖြစ်တဲ့အတွက်ပေါင်းလို့ရတယ်ပြောရင်အဖြေထွက်တာဘာကွာမယ်ထင်လဲ 7.0 7.00 ဆိုပြီးတသမဂိမ်းပုံစံလာထွက်လိမ့်မယ် float ကဘာလဲဆိုတော့တသမဂိမ်းပုံစံရှိတဲ့ဟာ integer ကတော့ number integer ဂိမ်းမြေပုံစံရှိတဲ့ဟာပေါ့ရပါနော်အဲ့တော့ပု္ပ္ပစာရဲ့လိုအပ်ချက်အရာဒီကျတော့နမ်းများပြောင်းမှာလား float ပြောင်းမှာလားကိုကြိုက်တာရွေးလို့ရပါတယ်ပု္ပ္ပစာတိတိကျကျထွက်ရမယ်အစားတွေအမြောက်တွေပါလာပြီအစားအဓိကအစားတွေပါပြီဆိုရင်တိတိကျကျထွက်ဖို့လိုအပ်ပြီဆိုရင်တော့ float ပြောင်းရမယ်မဟုတ်ဘူးဆိုရင် integer ပြောင်းလို့ရပါတယ်ကြည့်ရမလား ဟုတ်ကဲ့ပါချင် โอเคနော်အဲ့ဒါဆိုရင်ဒီချက်ပု္ပ္ပစာလေးတစ်ပုဒ်ခိုင်းလိုက်ပြီပေါ့နော်ပု္ပ္ပစာလေးကိုဒီအောက်မှာပဲရေးလိုက်မယ်ပဲဆရာမယ်လည်းမသွားတော့ဒီအောက်မှာnumber can you add two number တဲ့ကဏ္ဍတစ်ခုကိုမင်းပေါင်းနိုင်လားတဲ့ဒီချက်အပြည့်စုံရေးလိုက် two number using Python programming language those number are entered by the file user ပေါ့အဲ့ဒီ number တွေက user enter လုပ်မယ်တဲ့ပြီးရင်နမူနှစ်ခုကိုပေါင်းနိုင်လားတဲ့ဒီဟာလေးကဒီကျတို့ရဲ့ human language ဖြစ်တယ်အင်္ဂလိပ်စာဖြစ်တယ်ဒါကြောင့်မလို့ Python ထဲမှာဒီတိုင်းရေးလို့မရဘူး hashtag လေးနဲ့ပဲရေးရမယ်ဟုတ်နော် command line နဲ့ပဲရေးလို့ရမယ်နံပါတ်လေးနှစ်ခုကိုတဲ့ Python programming language နဲ့ပေါင်းပြနိုင်လားတဲ့အဲ့ဒီနံပါတ်တွေကတဲ့ user enter ရိုက်ထည့်ရမှာပါတဲ့ အချက် calculator သဘောမျိုးလား calculator သဘောမျိုးပဲ calculator ပုံစံဒါပေမဲ့ calculator ရဲ့အပိုင်းတိတိလေးပေါ့အပေါင်းမဲ့ရတဲ့ calculator ပေါ့ act လောက်ခိုင်းမှာဆိုတော့ ချက်သားမျိုးစုံလုပ်တဲ့ဟာခိုင်းလုပ်လို့ရတယ် မျိုးစုံလုပ်တဲ့ဟာပဲတစ်ခုတည်းပဲလုပ်အောင်မျိုးစုံလုပ်တဲ့ဟာတဲ့နဲ့ဘာရိုက်ထည့်ရမလဲဘာရိုက်ထည့်ရမ အ လဲ ပေါ်ကဟာလို့ပြန်လို့ကောင်းပါ အပေါ်ဟာလိုပဲအပေါ်ဟာလိုပဲဒီနေရာကျတော့အပေါ်ဟာလိုဘယ်လိုရေးရမလဲဆိုတော့နံပါတ်နှစ်ခုပြောင်းသွားပြီနံပါတ်နှစ်ခုဖြစ်သွားပြီအပေါ်တစ်ခုတည်းပဲဟုတ်လားနံပါတ်နှစ်ခုကိုရိုက်ထည့်ရမယ်ပြီးရင်ပေါင်းရမယ်နံပါတ်နှစ်ခုကိုရိုက်ထည့်မယ်ဆိုတဲ့အတွက်ဒီကျတော့ input ကဘယ်နှကြောင်းရေးရမလဲ အဲ့ကြောင့် နှစ်ကြောင်းရေးရမယ်နော် input နှစ်ကြောင်းရေးရမယ်ဒီကျတော့နံပါတ်ရိုက်ထည့်မှာဆိုတဲ့အတွက်ပထမ input ရေးလိုက်တဲ့ဟာကိုဘယ်ရေးပဲနှိမ့်ပါလို့ထားမှာလဲnum1 လို့ထားမလား number1 လို့ထားမလားဟုတ်နော်ကြိုက်တာထားလို့ရတယ်ပထမ input number နှလုံးရိုက်ထဲမှာဖြစ်တဲ့အတွက် video ကနှစ်ခန်းဖြစ်လိမ့်မယ်ဟုတ်နော် video ပဲနှစ်ခန်းဖြစ်လိမ့်မယ်အဲ့ဒီ video ပဲနှစ်ခန်းနဲ့ကိုဒီချက်တော့ number ထည့်မယ်ဆိုတော့သိတယ်ဘာ number လဲတော့မသိဘူးအဲ့ဆိုရင်အဲ့ video ပဲအခန်းနှိမ်ပေးရမယ်ဘာလို့ပေးမလဲ number တွေ store မှလို့ပြောတဲ့အတွက်ဒီအခန်း video ပဲand one and 1
ရတယ်အတိုဆုံး n1 ဆိုလည်းရတယ်အရှိဆုံး number 1ဆိုတဲ့ word နှလုံးနဲ့လည်းရတယ် number equal import တော်တယ် number equal import အထဲမှာဘယ်လိုရိုက်ထည့်ရင်ရမလဲ number နှလုံးရိုက်ထည့်မယ်ဒီပု္ပ္ပာမှာအထဲရဲ့စာသားကိုဘယ်လိုထည့်လိုက်ရမလဲပု္ပ္ပာနဲ့ အဲ့ဒါရယ်ဆောင်တယ် တန်းတီးတိုင်းမလုပ်တော့နဲ့လေပု္ပ္ပာကပြောထားပြီးသားဗာရိုက်ထည့်ခိုင်းတာလေ enter number number အဲ့သမီးဗာပြောလိုက်တယ် letter အဲ့ဒါ enter number number enter number အဲ့ကျတော့ number လို့ပြောတဲ့ဆိုတော့ဒီချက်တော့ enter number ဆိုရင် number ကနှလုံးများတောင်ရိုက်မှာအဲ့ကျတော့ဒီလိုလေးရေးလိုက်ရင်ပုံမကောင်းဘူး enter first number နော်ပို့ပြီးတော့ပု္ပ္ပာလေးရပြည့်စုံသွားတယ်အဓိပ္ပာယ်ရှိသွားမယ်နော်နောက်တစ်ခုက undo sign import enter ဘာလို့ရေးမယ် enter scan number လို့ဒီချက်ပြောင်းရေးလိုက်ချင်တယ်ပို့ပြီးတော့သူပေးတဲ့ပု္ပ္ပာလေးနဲ့ပြည့်စုံသွား password ရဲ့နေုံနာ n1 n2 teacher မရောက်သေးဘူးလားချင်း အော်ခဏလေးဒီချက်ကြည့်ပေးမယ်နော် room ထဲမှာဆရာမရှိနေမှာမရောက်သေးဘူးနော်ဘယ်သူတန်းချိန်လဲတိလားမိမိလားတတလား54 6နိုင်လားအော်9နိုင်ဆိုပြီးခဏလေးတော့စောင့်လိုက်ပါဦး55လောက်ဆိုရင်တော့ရောက်လာပါလိမ့်မယ်နော်ခဏလေးစောင့်ပေးပါဦးပါပြီ အဲ့တို့ချင်းအဲ့တော့ n1 နဲ့ n2 n ပြောင်းပြောင်းရမှာပေါ့ပြောင်းရမှာပေါ့တော်တယ် n1 ကိုလည်းတခါလေးထည့်ပြီးတော့ဒီချက်အပေါ်မှာပဲဂျားထဲမှာပဲပြောင်းပေးလိုက် integer ပြောင်းမယ်ပြီးသွားပါပြီ n2 ကိုလည်း integer ပြောင်းမယ်ပြောင်းပြီးရင်မလုပ်ပေးအောင်မလဲဒါခဏလေးကြည့်ပေးမယ်နော်ဒီချက်ပြောင်းပြီးရင်မလုပ်ပေးရမှာလဲမလုပ်ပေးခိုင်းတာ n1 နဲ့ n1 နဲ့ n2 ကိုမလုပ်ခိုင်းတာလဲပု္ပ္ပာကောင်း ခိုင်းတာရမလား add two number ဆိုရင် လုပ်ပြီးတော့ပေါင်း print လုပ်ပြီးတော့ပေါင်းအောင်အဲ့ကြတော့ n1 plus n2 ဒါဆိုရင်ပေါင်းတာပဲနော်ပေါင်းတာလေးကိုဒီချက်တို့တိုက်ရိုက် print ထုတ်လို့လည်းရတယ်နေရာလေးတစ်ခုမှာထပ်သိမ်းပြီးတော့လည်း print ထုတ်လို့ရတယ်โอเคနော်ဟုတ်ပြီဒါဟိုပြကြည့်ပေးပါအောင်မြင့်မြတ်အောင်ကောင်းမြတ်အောင်ကောင်းမြတ်လားအောင်မြင့်မြတ် နော်မအောင်ကောင်းတယ် အောင်ကောင်းမြတ် အောင်ကောင်းတယ်ပါ အောင်ကောင်းတန်မရဘူးခေါ်ချင်တာတွေခေါ်တော့ပါခေါ်ချင်တာတွေခေါ်တော့မယ်ကိုထွန်းဆိုပြီးโอเค ဒါ operator ပါပါတယ်ချင်း operator တွေပါထည့်ထားတယ်โอเค float တွေပြောင်းထားတယ် ချက်ဒါပထမတစ်ခု ပထမတစ်ခု ဟို decimal number လည်းသုံးလို့ရအောင်ဒါ float ခဲ့အဲ့ချက် float ပြောင်းလိုက်တယ်โอเคဟုတ်ပြီ 2.3 2.3 တန်းက0.0.7ဒီကိန်းပြောင်းလို့လိုက်အမေဒီနှစ်ခုကိုပေါင်းလိုက်မယ်ဒါဆို result ကဒါအပေါင်းလို့ရေးတဲ့အတွက် 3.0 3.0 လို့ထွက်မယ် okay ဟုတ်ပါပြီ thank you ပါ ဟုတ်ရှင့်နည်းနည်းအခုကအများနဲ့လုပ်လိုက်လို့ရှင့်နည်းနည်းဟာအချိန်ရသေးရဲ့ဆိုဒီနောက်ကဒသမတွေမပါအောင်တော့integer ပြန်ပြောင်းပြီးထုတ်တာတော့အဲ့ဒါကြီးပြန်လုပ်လို့ရသေးရဲ့ရှင့် okay okay တော့ပါတယ်အများကြီးရနေပြီပဲเนาะအများကြီးသိနေပြီဟုတ်เนาะ okay ဟုတ်ပါပြီ thank you ပါရပါတယ်ကျွန်တော်သားတို့သမီးတို့ကလည်းအသေးလေးပဲပေါင်းရတယ်အသေးလေးပဲတခြားသူကြားကသူကတင်ထားလို့မို့ကြားကဟိုဟာတွေရှိနေတော့เนาะရွေးချယ်လို့ရတာတွေထည့်ထားတာဟုတ်လားရွေးချယ်လို့ရတာ control လုပ်တာပေါ့เนาะရွေးချယ်လို့ရတာ ဟုတ် ဒါအောင်ကောင်းမြတ်အဲ့ဒါဆိုခဏလေးစောင့်ပေးနော်တကယ်ချင်းတွေကို
နားလေးဆောင်ပေးစမ်း အောင်ကောင်းတန်ပါရှင် အောင်ကောင်းသက်အေးဟုတ်တယ်မရတော့ နာမည်ပြန်ပြောင်းတယ် ဒါပေမဲ့ပြန်ကြောက်ဒီ channel ကျမှနာမည်အသေးရတော့မှဒါတော့ဟုတ်လားနာမည် Okay thank you အဲ့ဒါဆိုသမီးပြကြည့်ပါအောင်ဒီချက်ပြကြည့်ပါအောင်ဒါအဲ့ဒါဆိုရင်တော့မှတ်မိသေးတာပဲဒါအောင်ကောင်းသက်တော်တော်လေးမှတ်မိသေးတာပဲရှေ့ကတင်ထားတာ အများကြီးမှတ်မိသေးဘူးရှင်အဲ random ပြောင်းတာတို့ဘာလို့ဆိုတာမှတ်မိသေးဘူးရှင် အော် ပြန် မှတ်မိတော့ ရှာ Okay ဟုတ်ပြီသမီး run ကြည့်ပါဒီတန်စင်မြင့်မို့ Okay အဲ့နေ အတွေ့ရနေဆိုမှရေးပြီး အော် တာ မ ရှ မ င် ဟုတ်မမဟုတ်သမီးအပေါ်ကတစ်ပုတ်ကဒီဟဲတို့တွဲရေးထားလို့ရေးလိုက်အပေါ်ဟာနေဖြစ်နေလို့အော်အေးအပေါ်ဟာဒီမှာနေဆိုပြီးထည့်ထားလို့ Okay အဲ့ဟာကိုထည့်လိုက်ပါသမီးကြိုက်တာလေးထည့်လိုက်ရတယ်ထည့်ပြီးအင်တာခေါက်လိုက်ဟုတ်ပြီနောက်တစ်ပုတ်ကြပါအမှန်ကြည့်အောင်ဒါအောက်ကတစ်ပုတ်စာဒီချက်ပေါ်ဟာကိုကွန်မမပိတ်ခိုင်း1ဟုတ်ပြီ2အဖြေက3ထွက်မယ်ရပါနော်အဲ့ဆိုမှန်တယ်ရပြီနော် Okay thank you ပါသမီးရပါပြီဒါဟဲ့လို့စဒါနီးစပ်ပြီလားဒါနီးစပ်ပြီလား ပြီးရနေပြီကခဏ Okay လေး ဖြည်းဖြည်းရေးပါဖြည်းဖြည်းရေးပါဖြည်းဖြည်းရေးပါဒီတော့ဖြည်းဖြည်းပဲတောင်းလိုက်မယ်နော်စင်တက်လေးတွေကြည်သွားပြီဆိုမှဒီကျတော့ပုံစံတွေတောင်းမယ်ခုနကတော့အောင်ကောင်းတဲ့ရေးထားသလိုမျိုးကုတ်တွေအများကြီးနဲ့ရှိမယ်ဟုတ်လား ဟုတ်ရှင် ပြီးရင်ဒီကျအောင်ကောင်းတဲ့ကိုတီးခတ်မယ်တီးဆိုပါလေတီးလား teacher assistant teaching assistant ခတ်မယ်လောက်မှာကုတ်တွေရနေပြီဆိုတော့ ရပါတယ်ရှင်လောက်ပါ ရပါတယ်လောက်ပါပဲအေးစေးပါ Okay ဟုတ်ပြီဒါ range ကြည့်ပါ အဲတုံညဟာနောက်ကတုံညတွေပါပပေါ်အဲ integer ပြန်ပြောင်းတဲ့ကုတ်ကထည့်လိုက်တယ်ရှင် Okay thank you ပါကိုယ့်ရဲ့ရှေ့က 3.0 လို့မပေါ်တော့ဘဲနဲ့3ဆိုပြီးပါပေါ့ဟုတ်လိုက် Okay ဒါ Harrison လည်းရပါပြီ thank you ပါ ဟုတ်တယ် thank you ပါအပြင်ဒီချေကအဲ့နေရာမှာပြောင်းလို့ရတာလေးတစ်ခုပြောပြမယ်ပေါ့နော်ဒီကောင်ကိုတခါတည်းပေါင်းထားတာကို print ထုတ်ခိုင်းလိုက်လို့လည်းရပါတယ်ဒါပြောင်းလဲလို့ရတာလေးပြောတာနော်ဘယ်နည်းဖြစ်ဖြစ်မှန်ပါတယ် print ထုတ်ခိုင်းလိုက်လို့လည်းရတယ်ဒီနည်းလည်းမှန်တယ်အဲ့လိုမှမဟုတ်ဘူး print ထုတ်ရေးလိုက်တာ print ထုတ်ပြီးတာလည်းအဲ့လိုမှမဟုတ်ဘူးနောက်တနည်းလည်းရေးလို့ရပါသေးတယ်တကယ်လို့အเจ้าမှာတကယ်ချင်းနေရာရေးခဲ့သည်ရှိတော့ and1 and 2အဲ့ဒါလေးကိုဒီချက်ကနောက်ထပ် variable name လေးတစ်ခုလည်းသွားထည့်ပါ at လို့ name ပေးပြီးတော့ထည့်ပါထည့်ပြီးတော့မှနောက်တစ်ဆင့်ကြမှာ print at ပြောရင်လေဒါလည်းအတူတူအဖြေတူတူပါပဲဟုတ်နော်ကြိုက်တဲ့နည်းနဲ့ရေးလို့ရပါတယ်ဒါပေမဲ့လူတိုင်းကတော့ programmer တွေကတော့ကိုကြိုက်တဲ့နည်းနဲ့ပဲရေးမှာပေါ့ဟုတ်နော်ကိုကြိုက်တဲ့နည်းနဲ့ရေးမှာအဲ့ဒါလေးကိုဒီချက်ကဆန်းပြဖို့အတွက်ဒီရှိရဟာလေးကိုဒီချက် comment ပိတ်ထားမယ်အကုန်လုံးတခါတည်းအမြန်ဆန်းလို့ရအောင် comment ပိတ်ထားတယ်ဆိုတာဗာလဲဆိုတော့တချို့ comment ပိတ်တယ်ဆိုတာက human language ဖြစ်လို့တချို့ comment ပိတ်တယ်ဆိုတာကအပြီးမဖြတ်ချင်လို့ဖြတ်ပြရမှာ2မျိုးရအောင်နော်ဒါဆိုရင်ပု္ပ္ပစာလေးအတိုင်းသွားလိုက်မယ် and the first number ဆိုရင်ဒီကျတော့ကိုကြိုက်တဲ့ number ကိုဝင်လိုက် second number ဆိုလဲကြိုက်တဲ့ number ကိုထည့်လိုက်ဒါအဖြေရတာအတူတူပဲဘယ်နည်းနဲ့ရေးရေးရပါနော် print ဒါလည်းမှန်ပါတယ်ရပါနော်အဲ့ဒါဥမာဒီကျတော့ variable နဲ့ထည့်လိုက်ဆိုရင်တော့ carry သွားခြင်းတယ်ဒီပေါင်းထားတဲ့အဖြေလေးကိုနောက်ထပ်တစ်နေရာတည်ခြင်းတယ်ဆိုရင်တော့ဒီလိုလေး variable နဲ့ထည့်ပါရပါနော်ခုနက variable name တင်နေတဲ့မှာဒီချက်ထပ်ပြောလိုက်တယ်ပေါ့နော် carry လုပ်ဖို့အဲ့ပြောင်းထားတဲ့အဖြေလေးကို carry လုပ်ဖို့လိုအပ်တယ်ဆိုရင်တော့ထပ်ထည့်ပါထပ်ထည့်ရင်အတူတူပါပဲနော်ရပါမလား ရပါပါရှင် ရမယ်နော်ဒီချက်တစ်ခုသိလိုက်နောက်တစ်ခုပေါ်လာလိုက်ဖြစ်လာလိမ့်မယ်နော်ဒါကတော့တကယ်ချင်းနေသူများတွေရေးရဲပြီဆိုတဲ့အခါမှာသူများဟာနဲ့ကိုဟာကြီးကမတူလို့မှားနေရဆိုတာမဖြစ်အောင်ကိုမသိလို့မှားနေရမျိုးမဖြစ်အောင်နော်ဒါတလူလုပ်လေရတယ်အပေါ်အတိုင်းလည်းလုပ်လေရတယ်အဖေကတော့နှစ်ခုလုံးထုံနေမှန်နေတယ်ပေါ့နော်
ကဲဒါအဲ့တော့ add ပဲမလုပ်ဘူး subtraction ကို multiply လုပ်နေတာသွားလုပ်ကြည့်လိုက်ရှင်ရ အိုးရနေပြီ okay subtraction multiply နောက်ရက်ကြတော့အဲ့ဒါအကုန်ထည့်ပေးမယ် subtraction ရယ် multiply ရယ်နောက်ပြီး အဲ့ တော့ လိုပဲလုပ်ကြတယ်ရပါတယ် ဟောရသွားတယ်okay အဖြေရသွားတယ် okay နော်ပိုင်တော်ရဲ့ထူးခြားတာလေးတွေကိုတော့နောက်ရက်မှပြောမယ်အဲ့လိုပဲလုပ်ကြည့်တယ်ဟုတ်တယ်ရသွားတယ်နော်အဲ့ဆိုရင်တော့ဒီချက်ကိုမေးရရှိသေးလားမေးရရှိသေးလား မရှိပါဘူး ရှိပါဒါအောင်ကောင်းတန်းရော မရှိပါဘူး မေးဦးမလားဒါဟဲ့တဲ့တန်းမရှိဘူးလေ okay မရှိပါဘူးတမီးလေးရော မရှိပါဘူး မရှိပါဘူး okay မရှိဘူးဆိုရင်တော့ဒီချက်ဒီလောက်ပဲနားမယ်နော်ဒီလောက်ပဲနားပါမယ် thank you ပါ bye bye ဟုတ်ကဲ့ Bye, teacher. thank you Teacher. share ပါရှင် မှန်ပါချေ okay goodbye thank you ပါ good night ပါ မှန်ပါချေ okay good night ပါသား